ဒီမိုစလီယာမန်ကချက်တာ160ပထမဆုံးစာမျက်နှာမှာတော့နောက်ဆုံးတော့အထက်အဆင့်1ဟာဓာတ်ထုတ်ပြီးတော့တိုက်ပွဲဝင်ခဲ့ပါပြီဆိုတဲ့စာတမ်းနဲ့အတူပဲခေါခုရှိဘူးနဲ့စာနဲ့မီသူတို့နှစ်ယောက်စလုံးကဓာချင်းရှင်ခုတ်နေပြီးတော့ခေါခုရှိဘူးကလာမင်းအသက်ရှူခြင်းစတမမြောက်ပုံစံလို့ပြောလိုက်တဲ့နောက်မှာစာနဲ့မီကအချက်ချင်းအသီးကစွာနဲ့ပဲတင်းရှောင်သွားကလာမင်းဝိညာဉ်ကပ်ပြီးဝဲကရထခြင်းအသွင်ဆိုတဲ့စကားနဲ့အတူပဲစာနဲ့မီရက်နေခဲ့တဲ့နေရာမှာခုတ်ထရများစွာထွက်ပေါ်လာပြီးတော့လာချမ်းများစွာလည်းတော်တော်လေးကိုလှပနေပါတယ်အဲ့ဒီနောက်စာနဲ့မီကအန်ကိုကြိတ်နေပြီးတော့ဓာတ်ကိုလိုက်ရမ်းနေတာအောင်မဟုတ်ပဲနဲ့ခုတ်ချက်တွေကကပ်ပါလာတာလို့သူ့ဘာသာသူမေးခွန်းထုတ်နေပါတယ်အဲ့ဒီနောက်ခေါခုရှိဘူးကသူ့ရဲ့အနာကိုရောက်လာကစာနဲ့မီကလေအားဖြင့်အသက်ရှူခြင်းတတိယမြောက်ပုံစံလို့ပြောလိုက်ကခုတ်ထစ်လိုက်ပြီးတော့ခေါခုရှိဘူးကလည်းတစ်ပြည့်များရိုင်းထိုးစေတော့တောင်သက်ပြင်းလေအားလို့ပြောကပြန်ကောင်းလာလိုက်ပါတယ်အဲ့ဒီနောက်တော့ခခုရှိဘူးကလက်ဖြားခါလောက်ပါပြီမင်းရဲ့ခန္ဓာကိုယ်ရောတိုက်ကွက်တရားပါအတိုင်းတောင်ကြော်တော်နေပြီပဲလို့ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ငါ့ရဲ့တိုက်ကွက်တရားဒီကောင်းအတွက်တော့ခလေးကစားစရာလိုပဲသူရလိုက်တဲ့ဓာတ်ချက်တိုင်းရဲ့နောက်မှာနောက်ထပ်ဓာတ်သေးလေးအများကြီးထပ်ပြီးတော့ပါလာတယ်ပြီးတော့အရွယ်စားတွေကအမြဲတမ်းပုံစံပြောင်းနေရဲ့အဲ့ဒီတော့သိကြတဲ့ဒါကသူ့ရဲ့တိုက်ပွဲဝင်တဲ့ပုံစံကွက်မဟုတ်သေးဘူးဆိုတော့လုံးဝသိကြတယ်အဲ့ဒါကြောင့်မို့လဲထိုကီယာခံလိုက်ရတယ်ဆိုတော့မဆန်းတော့ဘူးငါသူ့ရဲ့ဓာတ်ချက်တွေကိုကာနိုင်ပေမဲ့လည်းထူးဆန်းတယ်အဲ့ဒီတိုက်ကွက်တွေကဝိတ်ပတ်ပြီးတော့ပြန်လာတယ်ဆိုပြီးတော့ပြောနေပါတယ်သူ့ရဲ့တိုက်ကွက်တွေနဲ့အသားမကျသေးသေးရတော့ငါကကာကွယ်နိုင်မှာမဟုတ်သေးဘူးအဲ့ဒါထက်သူ့ရဲ့လှုပ်ရှားနှုံကြီးကဆိုတဲ့စကားနဲ့အတူပဲခေါကိုရှိဘူးကအသက်ကိုဖြင်းညင်းစွာရှူလိုက်ပြီးတော့ဒီကောင်ကအသက်ရှူခြင်းဤပညာကိုသုံးနိုင်တာလားဟာမိစ္ဆာတကောင်ကဒီလိုမျိုးစောက်ဆန်းကြီးတွေနဲ့အသက်ရှူခြင်းအသုံးပြုနိုင်တယ်လားပြီးတော့သူ့ရဲ့ခွန်အားနဲ့လှုပ်ရှားမှုနှုံတွေကလည်းလုံးဝကိုတခြားအဆင့်မှာရှိနေရဆိုပြီးတော့သူ့ရဲ့စိတ်ထဲကနေတွေးနေကသူ့ရဲ့ပါးစပ်ကနေပျော်ဖို့တော့ကောင်းနေပြီစိတ်ဝင်စားဖို့တော်တော်လေးကိုကောင်းနေပြီဒီလိုမျိုးမိစ္ဆာကိုတက်ရမှာတန်တော့တန်ပါတယ်ဆိုတဲ့စကားနဲ့အတူပဲလေအားဖြင့်အသက်ရှူခြင်းဒုတိယမြောက်ပုံစံဖြက်စီခြင်းလေလက်သေးလို့ပြောကဓာတ်ကိုခုတ်ထစ်လိုက်ပြီးတော့အဲ့ဒီနောက်လက်သေးနဲ့ကုတ်လိုက်တဲ့အလားဓာတ်ခုတ်ရတွေကထွက်ပေါ်လာခဲ့ပြီးတော့ခုတ်ကုရှိဘူးကလည်းလက်သေးရများကိုပြန်ကာကွယ်လိုက်ပါတယ်အဲ့ဒီနောက်မထင်မှတ်ပဲနဲ့သူစောက်ခွက်အရှိတတဲ့ကိုစာနဲ့မီကဓာတ်ကိုဆွဲပြီးတော့စောက်ခွက်ကြီးကိုခုတ်ဖို့လုပ်ခဲ့ပါတယ်သူကလည်းလင်းမြန်စွာနဲ့ပြန်ကာထားပြီးတော့အဲ့ဒီနောက်ခခုရှိဘူးရဲ့မျက်နှာအောက်ကနေပြီးတော့ဓာတ်တစ်ချောင်းကသူ့ရဲ့မျက်နှာကိုထိုးရမယ့်ပုံစံကိုမြင်တွေ့အောင်ဖြစ်ပြီးတော့သူကလည်းလင်းမြန်စွာနဲ့ပြန်ရှောင်တိန်လိုက်ခါအဲ့ဒီဓာတ်စာနဲ့မီရဲ့6နဲ့ညှက်ထားတဲ့ဓာတ်ဖြစ်နေပါတယ်အဲ့ဒီနောက်ဂိမ်းရံကငါ့ရဲ့ဓာလာဟဆိုပြီးတော့တွေးနေခါခခုရှိဘူးနဲ့စာနဲ့မီကတော့လုံးဝလှပတဲ့ဓာတ်ကွက်တွေနဲ့ပဲအသေးအသက်မြဲဆိုင်ဆိုင်အောင်မှဗဒယ်ခင်းနေကြပါတယ်ခခုရှိဘူးရဲ့စိတ်ထဲမှာတော့ तू ကဒီအချိန်ထိငါ့ရဲ့ဓာတ်ကွက်တွေကိုတောင့်ခံနိုင်သေးရလားအတိတ်ကခံစားချက်တွေကိုတော့မှပြန်ပြီးတော့တန်တန်ပြီးသွားတယ်ငါ့ရဲ့စိတ်တွေထကြလာသလိုခံစားရတယ်ဆိုတဲ့စကားနဲ့အတူပဲတစ်ဖက်မှာလည်းစာနဲ့မီကတော်တော်လေးကိုဖိအားတွေများနေပြီးတော့သူ့ရဲ့နှာခေါင်းသွေးရပါရှန်ကြနေပါတယ်ထိုကီကလည်းဖူချီကာဝါဆိုပြီးတော့လှမ်းပြီးတော့တတိပေးနေကခင်းရံကလည်းအကိုကြီးဆိုတဲ့စကားနဲ့အတူပဲစာနဲ့မီရဲ့စိတ်ထဲမှာတော့လီးလိုပဲမျက်တောင်လေးတစ်ချက်တောင်မှခက်လို့မရဘူးမျက်စိတစ်ဖြတ်မိတ်လိုက်တာနဲ့ငါ့ရဲ့ဓာတ်ချက်တွေတိကျမှုနှုန်းကလွဲသွားမှာတော့သေချာတယ်အဲ့ဒီနောက်ခေါကုရှိဘူးရဲ့စိတ်ထဲမှာလည်းဆန်ကိုကူနဲ့ခစ်တစ်ချိန်တုန်းကလည်းငါဒါမျိုးဖြစ်ခဲ့ဘူးရဲ့ထင်တယ်ဟုတ်ပါတယ်လေအဲ့တုန်းကလည်းလေအားသုံးတဲ့ဟာရှိရတယောက်နဲ့ပဲငါနဲ့တိုက်ခိုက်ရင်လည်းငါရဲ့လက်ရည်တက်လာခဲ့ရလို့ပြောလိုက်ခါလာမင်းအသက်ရှူခြင်းအထမမြောက်ပုံစံထောင်ဝစင်လာမင်းအောက်ဖြစ်ပေါ်နေသောလာရိတ်လိုင်းကွက်များလို့ပြောလိုက်ခါဓာတ်ခုတ်တစ်ချက်ပေါင်းများစွာနဲ့ကွေးကောင်းနေသောရွှေရောင်လှပင်ပေါင်းများစွာကိုတွေ့ရမှာဖြစ်ပြီးတော်တော်လေးကိုအင်အားများတာကြောင့်မို့လို့ဘေးနားမှာရှိနေတဲ့တိုင်လုံးတွေကလည်းပြတ်ထွက်သွားကဂိမ်းရံကတော့အကိုကြီးဆိုပြီးတော့လှမ်းခေါ်နေကဘာတွေဖြစ်ကုန်တာလဲသူတို့တွေဘယ်ရောက်သွားကြတယ်ဆိုပြီးတော့တွေးနေပါတယ်နေရန်ပိတ်မိနေပြီးတော့မမြင်ရတော့ဘူးလို့ဖြစ်နေရလို့ပြောလိုက်ပါတယ်တကယ်လည်းဟုတ်ပါတယ်သူတို့အနေနဲ့ဆိုလို့ရှိရင်တကယ်ကိုမမြင်ရတော့တာပါအဲ့ဒီနောက်စာနဲ့မီရဲ့ခြေထောက်ကိုမြင်ရမှာဖြစ်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်မှာတော့စုပ်ပြတ်နေပြီးတော့ရစရာမရှိအောင်ဖြစ်ပြတ်နေပါတယ်အဲ့ဒီနောက်ခေါကိုရှိဘူးကမင်းဆက်ပြီးတော့တောက်မခံထားတာကောင်းမယ်တိုက်ပွဲရပြီးသွားပြီမင်းလည်းလှုပ်ရှားလိုက်တဲ့နဲ့မင်းရဲ့ခန္ဓာကိုယ်ကတပိုင်းတစ်သားစီဖြစ်သွားလိမ့်မယ်လို့ပြောကအဲ့ဒီနောက် तू ကစက်တည်တည်သွားပြီးတော့ငါ့ရဲ့နှလုံးခုန်နေရရုပ်တရက်ကြီးမြန်လာတယ်လို့ပဲဘာဖြစ်ကြလဲဟာဆိုပြီးတော့ခေါကုရှိဘူးကမေးခွန်းထုတ်နေပါတယ်အဲ့ဒီနောက်စာနဲ့မီကဟိန်းထွက်နေတဲ့အတန်ကြီးနဲ့လောင်ရီရဲ့အတန်မျိုးနဲ့ရီမောလိုက်ခါကြောင်တွေအတွက်ကြောင်သားခွေးတွေအတွက်ခွေးသားလို့ပြောကမိစ္ဆာတွေအတွက်တော့မာရီချီရှားပါသွေးဆိုတဲ့စကားနဲ့အတူပဲခုတ်ထစ်လိုက်ပြီးတော့ခေါကုရှိဘူးကလည်းခြေပါချော့ကုန်ပါတယ်အဲ့ဒီနောက်မှာတော့အိုးဘလို့ဖြစ်တာတော့ငါကောင်ရမင်းကိုကြည်ရတာခဏခဏနဲ့ပါလားကွကြည်ရတာငါ့ရဲ့သွေးကအထက်ဆင်းနေတဲ့ပုံမှာလည်းထိရောက်တဲ့ပုံပဲငါ့ရဲ့သွေးနှံကိုရတဲ့မိစ္ဆာတွေအကုန်လုံးကိုမူးနောက်သွားလို့နေပြီးတော့ငါ့ရဲ့သွေးကမာရီချီထဲမှာအရှားပါးကအရှားပါးဆုံးသောသွေးမျိုးစားပဲမင်းကိုငါ့ရဲ့သွေးနှံလေးနဲ့အခန့်ပြစီလားဆိုတဲ့စကားနဲ့အတူပဲစာနဲ့မီဖူချီကာဝါကတိုက်စစ်ကိုပြန်ဆင်ခဲ့ပြီးတော့ဒီမှာနဲ့ chapter 160ခွန်ကအံ့ထားပါတယ်brother အနေနဲ့ကျွန်တော်ဖန်တီးထားတဲ့ဒီမိုစလီယာမန်ကဘာသာပြန်ဗီဒီယိုတွေကိုကြည့်ရအဆင်ပြေရဆိုလို့ရှိရင် like subscribe နဲ့အဆင်ပြေတဲ့ comment တစ်ကြောင်းကြောင့်ရေးသွားပြီးတော့တောင်းဆိုချင်ပါတယ်